Okay အားလုံးပဲ Ennis Lobby အကမာတော့က Straw Hat တွေကိုတူတင်ကိုတင်အပြီးပြင်ကျုံခဲ့ကြတဲ့ CP9 ကိုအားလုံးမှတ်မိကြလဲအောင်ပဲထင်ပါတယ်။အဲ့ဒီတော့က CP9 ဖွဲ့ဝင်တွေက Straw Hat တွေကိုတိုင်းတာတစ်ခုထိအတော်လေးဒုက္ခပေးနိုင်ခဲ့ပြီးတော့သူတို့ကြောင့်ပဲ Luffy ရဲ့ Gear Second တို့ Zoro ရဲ့ Darko ကြောင့် Style Asura တို့ Sanji ရဲ့ Diablo Jumble တို့ Chopper ရဲ့ Monster Point တို့အပြင် Sogeking ရဲ့ဘလို့မှမဖြစ်နိုင်တဲ့အဝေးပြစ်ချက်တွေကိုကျွန်တော်တို့မြင်ခဲ့ကြရတာပါ။ Sogeking တို့ရှိပါတဲ့ဒီပါရဲ့အာအိုဝဲဝါကြာပါဝိဒါကူချူလူလာလာဦးစုပ်တယောက်ကတော့ Ennis Lobby တိုက်ပွဲထဲမှာရှိမနေခဲ့လို့ဘာမှမတွေ့ခဲ့ရပါဘူးဒီလိုနဲ့တူတူပြောရရင် Ennis Lobby မှာ CP9 ဖွဲ့က Straw Hat တွေကိုရှုံးနိမ့်သွားခဲ့ပါတယ်ပြောရရင်သူတို့ကိုအစိုးရကပေးထားတဲ့ mission ကို fail သွားခဲ့တာပါဒါပေမဲ့အခုနောက်ပိုင်း Egghead Act ကိုရောက်တဲ့အခါမှာတော့ CP9 ဖွဲ့ဝင်တွေအကုန်ပြန်ပါလာခဲ့ပြီးတော့သူတို့က CP0 ဆိုပြီးတော့ယာဒူးတောင်တိုးသွားကြတာကိုအားလုံးတွေ့ကြရမှာပါလက်ရှိသိထားရတဲ့လောက်ဆိုရင်ကမ္ဘာအစိုးရလက်အောက်မှာ Cyberport အဖွဲ့က10ဖွဲ့ရှိပြီးတော့ CP1 ကနေ 8 အထိက official ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေပါ9နဲ့0နဲ့ကတော့လူမသိသူမသိထိတ်တန်းလျှို့ဝှက်အဖွဲ့အစည်းတွေဖြစ်ပြီးတော့ကမ္ဘာဆိုရရဲ့အမိန့်တွေကိုတိုက်ရိုက်နာခံရပါတယ် CP1 ကအနှိမ့်ဆုံးဖြစ်ပြီးတော့နံပါတ်တွေကြီးလာလေပို့ပြီးတော့ကျန်းလာလေပို့ပြီးထိတ်တန်းကြတဲ့လျှို့ဝှက်မရှင်တွေကိုဆောင်ရွက်ရလေပါအဲ့ဒီထဲမှာမှ CP9 နဲ့0နဲ့ကထိတ်တန်းအကြဆုံးဖြစ်ပြီးတော့လူသိမခံခြင်းနဲ့ကမ္ဘာအစိုးရရဲ့အရှုပ်ထုတ်တွေကိုလိုက်ရှင်းပေးရပါတယ်အဲ့ဒီ Cyberport agent တွေကရေတက်ရဲ့အမိန့်တွေကိုလည်းနာခံစရာမလိုတဲ့အပြင် CP9 တို့0တို့က agent တွေဆိုရင် mission အတွက်လိုအပ်ရင်အပြစ်မရှိတဲ့တာမန်ပြည်သူတွေကိုတော့တပ်ပစ်နိုင်ခွင့်ရှိပါတယ်အဲ့တော့ဟုတ်ပါတယ် CP9 ကကောင်နေ CP0 ကိုရောက်သွားတယ်ဆိုတာယာထူးတိုးသွားကြတာပါအရှိမတော့ကပေးခဲ့တဲ့ mission ကို fail သွားတဲ့အပြင် Straw Hat တွေရိုက်တာကိုခွေးရိုက်နွားရိုက်ဘစ်ကြောင်အောင်ရိုက်ခံခဲ့ကြရတာလေအဲ့ဒါကိုဒီကောင်တွေကအပြစ်ပေးမခံရဘဲနဲ့ဘာလို့ယာထူးတိုးသွားကြတာလဲဆိုတဲ့အကြောင်းကို Oda က cover story တစ်ခုနဲ့ဖော်ပြခဲ့ပြီးပါပြီ cover story ဆိုတာကတော့အားလုံးသိကြတဲ့အတိုင်း One Piece World မှာ main character တွေနဲ့ main story line ကြီးအပြင်တခြားအရန်ဇက်ကောင်တွေဘာလုပ်နေလဲဆိုတာကိုသိရအောင် Oda က manga cover page လေးတွေမှာတစ်မျက်နှာစာဇတ်လံလေးတွေထည့်ဆွဲပေးလေးရှိတယ်အဲ့ဒါတွေကို cover story လို့ခေါ်တာပါ cover story တွေအကုန်လုံးကအရန်ဇက်ကောင်တွေပေါ်မှာ focus လုပ်လေးရှိပြီးတော့အားလုံးကလည်း main story တွေမှာ canon ဖြစ်ပါတယ်canon ဆိုတာကတော့အဓိကဇာတ်လမ်းနဲ့ချိတ်ဆက်နေတာကိုဆိုလိုတာပါအဲ့တော့ CP9 ဖွဲ့ဝင်တွေဖြစ်တဲ့ Rob Lucci, Kaku, Jabra, Bluno, Khalifa, Kumadori နဲ့ Fukuro တို့ Ennis Lobby မှာ Straw Hat တွေကိုရှုံးပြီးတဲ့နောက်ပိုင်းဘာတွေဆက်ဖြစ်ခဲ့ကြလဲပေးထားတဲ့တာဝန်ကိုကြေအောင်မလုပ်နိုင်မဲနဲ့ CP9 ကနေ CP0 ကိုဘယ်လိုလုပ်ပြီးတော့ယာဒူးတိုးသွားခဲ့ကြလဲဆိုတာကိုဒီ cover story မှာတွေ့ရမှာပါကဲအဲ့တော့ intro လဲတော်တော်ရှင်းနေပြီဆိုတော့ကျွန်တော်တို့ cover story လေးကိုစလိုက်ကြရအောင်စတိုရီရဲ့အစမှာတွေ့ရတဲ့နေရာကတော့ကမ္ဘာအစိုးရရဲ့တရားစီရင်ရေးကျွန်းဖြစ်ခဲ့မှုတဲ့ Ennis Lobby ပါမကြသေးတဲ့အချိန်လေးကမှဒီကျွန်းပေါ်မှာကမ္ဘာအစိုးရကိုစစ်ကြင်ညာခဲ့တဲ့ကောက်ရိုးအုပ်ထုတ်ပင်လယ်ဓမြတွေနဲ့တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပြီးတော့အခုတော့ကျွန်းကြီးလဲ Buster ကောကြောင့်စီစီညံ့ညံ့ကျေနေပါပြီကျွန်းရဲ့တနေရာမှာတော့ဘာမှမရှိတဲ့လေထဲကနေတကားတစ်ချက်ပွင့်လာခဲ့ပြီးတော့တကားထဲကနေလူတစ်ယောက်ထွက်လာခဲ့ပါတယ်အဲ့ဒီလူရဲ့ပခုံးပေါ်မှာလဲဒဏ်ရာရနေတဲ့တခြားလူတစ်ယောက်ကိုထမ်းထားပါတယ်ဟုတ်ပါတယ်ထွက်လာတဲ့လူကတော့ Bluno ဖြစ်ပြီးတော့သူထမ်းထားတဲ့လူကတော့မြောက်မသားကျုံတာကိုခံထားရတဲ့ကျက်သစ်ကြီး Rob Lucci ပါကျန်တဲ့ CP9 agent တွေကအခြေအနေအရမ်းမဆိုးကြပေမဲ့ Rob Lucci တယောက်ကတော့တတိလစ်နေပါပြီအဲ့ဒီအချိန်ကျွန်းပေါ်မှာလဲ CP9 အဖွဲ့ကိုအမိန်ပေးခဲ့တဲ့ခေါင်းဆောင် Spandam ကတာဝန်မကျေတဲ့ကောင်တွေကိုလိုက်ရှာပြီးဖမ်းကြဆိုပြီးတော့တခြား Cyberport အဖွဲ့တွေနဲ့အတူတူ CP9 အဖွဲ့ကိုလိုက်ရှာနေခဲ့ပါတယ်ဒီတော့သူတို့အဖွဲ့လဲတတိလစ်နေတဲ့ Lucci နဲ့ဒဏ်ရာပြင်းထန်နေတဲ့ Kaku ကိုထမ်းပြီးတော့ကျွန်းနယ်ဝေးရာကိုထွက်ပြေးချရတော့တာပေါ့ဒီလိုနဲ့သူတို့အဖွဲ့လဲ Saint Poplar လို့ခေါ်တဲ့မြို့လေးတစ်မြို့ကိုရောက်သွားပါတော့တယ်အဲ့ဒီမြို့မှာပဲဒဏ်ရာအပြင်းထန်ရထားတဲ့ Rob Lucci ကိုစိတ်ကူပေးဖို့စူးစမ်းကြတာပေါ့ဒါပေမဲ့အစိုးရကပေးတဲ့တာဝန်ကိုမကျေလို့အပြစ်ပေးမခံရအောင်ထွက်ပြေးလာခဲ့တဲ့သူတို့အဖွဲ့မှာစေဖိုးဝါကပတ်စံဆိုတာရှိမနေခဲ့ပါဘူးဒီတော့သူတို့ရဲ့ခေါင်းဆောင်လည်းဖြစ်တငယ်ချင်းလည်းဖြစ်တဲ့ Rob Lucci ရဲ့အသက်ကိုကယ်ဖို့ CP9 အဖွဲ့ဝင်တွေရတဲ့နည်းနဲ့ပတ်စံချရပါတော့တယ်စကားပြောရင်တော့ဇက်တပင်တန်ပေါက်နေတဲ့ခူမာတိုရီကဇက်ကပြပြီးပတ်စံချတယ်ဝင်ပလွေကြီးဂျာဗရာနဲ့ဘလူနိုတို့က
တရိတ်ဆန်ပြပွဲလုပ်ကြတယ်ခါခုနဲ့ဖူခုတို့ကခါခုရဲ့တစ်ကလကိုလည်းဘင်းကြီးကိုတုံးပြီးကလေးတွေအတွက်အခချင်းငွေနဲ့ရှော့စီပေးတယ်ခါလီဖာတယောက်ကတော့သူ့ရဲ့ devil fruit အစွမ်းဖြစ်တဲ့ဆက်ပြမြုပ်တွေကိုတုံးပြီးတော့မြို့တစ်မြို့လုံးကိုတန်ရှင်းရေးလုပ်ပေးပါတော့တယ်ဒီလိုနဲ့တယောက်တစ်မျိုးရရအလုပ်တွေလုပ်ပြီးပတ်စံချခဲ့ပြီးတဲ့နောက်မှာပဲ Rob Lucci ကိုအောင်မြင်မြင်နဲ့စေကူပေးနိုင်ခဲ့ပါတော့တယ် Rob Lucci အတွက်စေဖို့ပြည့်အောင်ရှာပေးနိုင်ခဲ့တဲ့ CP9 ဖွဲ့ဝင်တွေလည်းအခုတော့မြို့ရဲထွက်ပြီးတော့ဘာညာရွှေချောင်းလုပ်နေကြပါပြီခါလီဖာနဲ့ခူမာတိုတွေကဈေးဝယ်ထွက်တယ်ဒီပုံမှာဆိုရင်ခါလီဖာဝတ်ထားတဲ့အင်ကြီးက Fishman Island က Papak ဆိုတဲ့ကြံကားလေးပိုင်တဲ့ criminal brand ဖြစ်နေတာကိုတွေ့ရမှာပါကြံတဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ Bluno, Jabra, Kaku နဲ့ Fukuro တို့ကတော့ဈေးဝယ်ထွက်တဲ့လူတွေကို coffee တောက်ရင်ထိုင်ဆောင်နေကြပါတယ်အဲ့ဒီအချိန်မှာပဲစေကူတာမှုတွေခံယူပြီးနေပြီဖြစ်တဲ့ Rob Lucci ကတတိပြန်လဲလာခဲ့ပါပြီဒဏ်ရာတွေတက်တာသွားပြီးတဲ့နောက်မှာတော့လူချီတယောက်လည်းဆေးရုံအားဆင်းရပါပြီအခုမှလူဆုံသွားပြီဖြစ်တဲ့သူတို့အဖွဲ့လည်းမြို့ရဲထွက်ပြီးဘိုးလင်းရုံမှာအလေလိုက်နေကြပါတယ်အလေလိုက်လို့မှမပြီးသေးဘူးမြို့ထဲမှာအော်တောင်းနေအတန်နေကြလို့ဘလူးနိုတယောက်စိတ်ပူသွားပါတယ်ဝေါ်ဒ်ကာဗာမန်ကများသူတို့ကိုလာရှာနေပြီလားပေါ့အမှန်တော့မဟုတ်ပါဘူးCandy Pirates လို့ခေါ်တဲ့တကြားလုံးပင်လယ်ဓမြအဖွဲ့တွေက Saint Paula မြို့ရဲ့စိတ်ကမ်းကိုလာပြီးတော့တိုက်ခိုက်နေကြတာပါဒီလောက်ဓမြတိုက်စရာကျွန်းတွေအများကြီးရှိတဲ့တဲကမှ CP9 အဖွဲ့ဝင်တွေရှိတဲ့ကျွန်းကိုလာတိုက်မိတဲ့ပင်လယ်ဓမြတွေလည်း Rob Lucci တို့နဲ့တွေ့ပြီးတော့ခွေးရိုက်နွားရိုက်ခံရပါတော့တယ်ပင်လယ်ဓမြတွေကိုပြန်တိုက်ထုတ်နေတဲ့ Lucci တို့အဖွဲ့ကိုအစကတော့မြို့သားတွေကသူရဲကောင်းနေဆိုပြီးအားပေးကြတာပေါ့ဒါပေမဲ့သူတို့အဖွဲ့ကကြုံရင်အကျုံးလွန်လာတဲ့အခါမှာတော့ဘေးကမြို့သားတွေလည်းကြောက်လန့်ကုန်ပါတော့တယ်ဒီလိုနဲ့သူတို့ရဲ့တရုတ်မှန်တွေပေါ်သွားတာရဲ့ပင်လယ်ဓမြတွေမှာကမြို့သားတွေကပါကြောက်လန့်ကုန်တာရဲ့ကြောင့်သူတို့အဖွဲ့လည်းဒီမြို့ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမဲ့မြို့ကိုကာကွယ်ပေးလို့ကျေးဇူးတင်ပြီးပန်းလေးတစ်ပွင့်လာပေးတဲ့ကလေးမလေးကိုတော့ CP9 ရဲ့လောက်ကျန်တက်ဖြတ်ရေးသမားကြီးတွေမငင်းဆန်နိုင်ခဲ့ပါဘူးအဲ့ဒီနောက်တော့ CP9 အဖွဲ့လည်းစောစောက Candy Pirates တွေရဲ့တင်မောကြီးနဲ့ပဲ Saint Paula မြို့လေးကနေထွက်ခွာခဲ့ပါတော့တယ်သူတို့ဥတီသွားနေတဲ့နေရာကတော့သူတို့ရဲ့အိမ်ကိုပါဟုတ်ပါတယ်ဒီကျွန်းကို Guanhao လို့ခေါ်ပြီးတော့ Cyberball အဖွဲ့တွေရဲ့လေ့ကျင့်ရေးစခန်းတွေရှိပါတယ်မိဘမဲ့ဒါမှမဟုတ်မိဘနဲ့အတူတူမနေရတဲ့ကလေးတွေကိုဒီကျွန်းပေါ်မှာလေ့ကျင့်ပေးပြီးတော့အနာဂတ်ရဲ့ Cyberball agent တွေအဖြစ်မွေးထုတ်ပေးနေတာပါအခုလက်ရှိ CP9 အဖွဲ့ဝင်လူသက်သမားတွေအကုန်လုံးကလည်းဒီကျွန်းကမွေးထုတ်ပေးလိုက်တဲ့လူတွေကြီးပါပဲ Fun fact အနေနဲ့ပြောရရင်သူတို့ထဲမှာခါလီဖာကမိဘမဲ့တယောက်မဟုတ်ပါဘူးသူ့ရဲ့အဖေက Ohara incident မှာ Spandine ရဲ့ဘေးမှာမြင်ခဲ့ရတဲ့ Rasuki ဆိုတဲ့ CP9 agent တယောက်ဖြစ်ပြီးတော့ Rasuki မှာခါလီဖာနဲ့ Alpha ဆိုပြီးတော့သမီး2ယောက်ရှိပါတယ်ကလေး2ယောက်စလုံးကငယ်ငယ်ကတည်းက Cyberball agent တွေဖြစ်ဖို့အတွက်လေ့ကျင့်ပေးခံခဲ့ရပြီးတော့2ယောက်စလုံးကတယောက်နဲ့တယောက်လည်းရှိလို့ရှိနေမှန်းတော့မသိပါဘူးခါလီဖာကတော့ CP9 ဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတော့ Alpha ကိုတော့ခူမာရဲ့ flashback မှာဘွန်နီလေးကိုလာပြီးတော့အနီးကပ်စောင့်ကြည့်နေတဲ့ CPH agent အဖြစ်တွေ့ရမှာပါ Rob Lucci တို့ကို Ennis Lobby မှာအမိန့်ပေးခဲ့တဲ့ Spandam ကလည်းစောစောက Ohara incident တုန်းက Spandine ရဲ့သားဖြစ်ပြီးတော့ဒီကောင်ကဘာရည်ချင်းမှမရှိဘဲနဲ့သူ့ဖေ Spandine ရဲ့အချိန်အဝါကြောင့်နေရာရနေတာပါပြောရရင်အဖသားပေါ့ကဲထားပါတော့ story ကိုပြန်ဆက်ရအောင်ဒီလိုနဲ့ပဲ CP9 ဖွဲ့ရှိနေတာကိုသတင်းရသွားတဲ့ World Government ကရေတပ်ကိုလာပြီးတော့ဖမ်းခိုင်းပါတော့တယ်ဒီပုံမှာဆိုရင်လာဖမ်းတဲ့လူတွေထဲမှာ Marine Captain တွေအပြင်တခြား Cyberball အဖွဲ့တွေက Cyberball agent တွေလည်းအများကြီးပါတာကိုတွေ့ရမှာပါဒီရှေ့ဆုံးကရေတပ် Captain ကိုတော့ Ennis Lobby မှာပါခဲ့တာမှတ်မိကြမယ်ထင်ပါတယ်ခန္ဓာကိုယ်ကို Berry တီးတွေအဖြစ်ပြောင်းလို့ရတဲ့ Berry Nomi ကိုစားထားတဲ့ရေတပ် Captain very good ပါနာမည်ကငါစားနော်မေးစီမှာလည်း Marine ဆိုပြီးတက်တူကြီးထိုးထားသေးတယ်ဒီလိုအင်အားအလုံးရင်းနဲ့သူတို့ကိုဖမ်းဖို့လာတဲ့တပ်ဖွဲ့တွေကို CP9 ဖွဲ့ကတော့တိုက်ပွဲဝင်ဖို့အသင့်အနေထားနဲ့စောက်ထားကြစွာပဲစောင့်မျှော်နေခဲ့ပါတယ်စေယုံတစ်ခုရဲ့ကတင်ပေါ်မှာတော့မမရော်ဘင်ရဲ့လက်ချက်ကြောင့်အယိုးပေါင်းစုံကျိုးနေတဲ့ Spandam တယောက်တကူလုံးကြောက်ပတ်တီးတွေကင်ပြီးစေကူတာမှုခံယူနေရပါတယ်သူ့ရဲ့ဘေးမှာတော့ Spandam ရဲ့ father ကြီးဟိုးအရင်တုန်းက CP9 ကောင်းဆောင် Spandine ကဒန်တက်မှုရှိတကောင်ကိုကင်ပြီးတော့ဖုန်းပြောနေပါတယ်အမှန်တော့ဖုန်းက Spandam စီကိုလာတာပါ Spandam ကတကူလုံးကျိုးနေပြီးမလှုပ်နိုင်လို့သူ့ဖေကဖုန်းကင်ပေးနေရတာပါ Helloအခုပြောနေတာမင်းရဲ့လက်အောက်ငယ်သားဟောင်း Rob Lucci ပဲငါတို့မင်းစီတနေ့ပြန်လာမှာကွဆိုတဲ့အတန်နဲ့အတူတစ်ဖက်ကဖုန်းကိုကင်ထားတာကတော့ကျွန်တော်တို့ရဲ့ကျသစ်ကြီး Rob Lucci နဲ့သူ့ရဲ့စောက်ထားကြလာပါတော့ CP9 အဖွဲ့ဝင်ဟောင်းနေပါပဲ Rob Lucci ရဲ့အတန်ကိုကြားပြီးကြောက်ချီးပန်းသွားတဲ့ Spandam တို့တာအဖားကတော့ CP9 agent တွေကိုအပြတ်ရှင်းဖို့အတွက်ကြံထုတ်နေကြပါတော့တယ် Lucci တို့အုပ်စုကတော့
စောစောကကလေးမလေးပေးခဲ့တဲ့ပန်းပွင့်လေးကိုသူတို့ရဲ့အိမ်မှာစိုက်ပြီးတော့တင်မော်ကြီးနဲ့အတူပင်လယ်ရဲကိုတရွေ့ရွေ့ထွက်ခွာသွားပါပြီပုံထဲကပန်းပင်လေးဘေးကစာကတော့ဆဲငီဆိုတဲ့ဂျပန်စကားလုံးဖြစ်ပြီးတော့တရားမျှတမှုလို့အဓိပ္ပာယ်ရပါတယ်အမှန်တော့ CP9 Independent Report ဆိုတဲ့ cover story ကဒီပန်းပင်လေးနဲ့တရားမျှတမှုဆိုတဲ့ဘောလုံးလေးမှာတင်အဆုံးသတ်သွားပါပြီဒါပေမဲ့ရှေ့ဆက်ပြီးဘာတွေဖြစ်လဲဆိုတဲ့အကြောင်းကို Oda က SBS 109မှာဖန်တယောက်ရဲ့မေးခွန်းကိုဖြေရင်းနဲ့ဆက်ပြီးတော့ပြောပြခဲ့ပါတယ်ပင်လယ်ပြင်ထဲကိုထွက်ပြေးပြောက်ကွယ်သွားခဲ့ကြတဲ့ Rob Lucci တို့ Kaku တို့ CP9 အဖွဲ့ကအဲ့ဒီအချိန်ကနေစပြီးတော့သူတို့ကိုသူတို့ပို့ပြီးတန်မာလာစေဖို့အတွက်လေ့ကျင့်ရေးတွေဆင်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာအဘသား Spandam ကတော့သူ့အဖေ Spandine ရဲ့အချိန်အဝါကြောင့် CP0 ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဘိုးတော်ကြီး Spandine ကအစိုးရအလုပ်တွေတင်လုပ်တာမဟုတ်ဘဲနဲ့မြေအောက်လောကရဲ့ဒုစရိုက်ခေါင်းဆောင်အနေနဲ့ပါဆက်သွယ်နေခဲ့ပြီးတော့ Impel Down Level 6ကနေလွတ်သွားခဲ့တဲ့အကျဉ်းသားဟောင်းနေနဲ့ပါပူပေါင်းပြီးတော့မဟုတ်တာတွေလုပ်နေခဲ့ပါတယ်ဒါကို Rob Lucci တို့အဖွဲ့ကရအောင်စုံစမ်းပေးနိုင်ခဲ့ပြီးတော့သူတို့ရဲ့ဒုစရိုက်အဖွဲ့အစည်းကြီးကိုတိုက်ဖြတ်ပေးနိုင်ခဲ့တာကြောင့်ကမ္ဘာအစိုးရက Lucci တို့အဖွဲ့ကို Cyberpol Agent တွေအဖြစ်ပြန်ပြီးတော့လက်ခံခဲ့ပါတယ်လူချီနဲ့သူ့ရဲ့တငယ်ချင်းတွေကို CP9 ကနေ CP0 agent တွေအဖြစ်ယာဒူးတိုးပေးခဲ့ပြီးတော့အဘသား Spandam ကိုလည်း Rob Lucci ရဲ့လက်အောက်ခံအဖြစ်ယာဒူးချပြီးတော့အပြစ်ပေးခဲ့ပါတယ်။ကဲဒီလောက်ဆိုရင် Ennis Lobby မှာခွက်လာအောင်ရှုံးခဲ့တဲ့ CP9 အဖွဲ့ဝင်တွေအပြစ်ပေးမခံရဘဲနဲ့ဘာလို့ CP0 အဖြစ်ယာဒူးတိုးသွားလဲဆိုတာကိုသိလောက်ပြီလို့ထင်ပါတယ်။ဒီ cover story ကဇလန်ရဲ့ဟနေတဲ့အစိပ်ပိုင်းလေးတစ်ခုကိုဖြည့်ပေးသွားရုံလေးဆိုပေမဲ့ Rob Lucci နဲ့သူ့ရဲ့တငယ်ချင်းတွေကြားကတန်ရောစင်ကိုကျွန်တော်တို့ကောင်းကောင်းမြင်ခဲ့ကြရပါတယ်။ငယ်ငယ်တွေကလူသက်ဆက်တွေဖြစ်အောင်အုံနှောက်ဆေးလေ့ကျင့်ပေးခံခဲ့ရတယ်ဆိုပေမဲ့တက်နိုင်သမျှလူသားဆန်အောင်စူးစမ်းလာကြတဲ့သူတို့ရဲ့ character development ကလည်း heartwarming ဖြစ်စရာကောင်းပါတယ်။ဘယ်လောက်တောင်လဲဆိုရင်အခုနောက်ဆုံး Egghead Arc မှာ Rob Lucci တယောက်က Labo Face ကြီးကိုဖျက်ဆီးမဲ့ဆိုရင်တော့သူ့ရဲ့တငယ်ချင်း Kaku ကိုလွှတ်ပေးဖို့ Gorosei Mars ကိုတောင်းဆိုခဲ့တာတွေ Kaku တယောက်က Stussy ကိုတက်လို့ရနေရတဲ့တမင်လွှတ်ပေးခဲ့တာတွေကိုကြည့်ရင်သိနိုင်ပါတယ်။ကဲဒီနေ့အတွက် cover story ကတော့ဒီလောက်ပါပဲ။ကိုလူတို့ရောဘယ်လိုထင်လဲသဘောကျကြလား Cyberpol Agent တွေကိုရောဘယ်လိုထင်ကြလဲအနာဂတ်မှာရောဇက်လန်ထဲမှာပြန်ပါလာအောင်မယ်လို့ထင်လားcomment ထဲမှာကိုပြောချင်တာလေးတွေပြောပေးသွားခဲ့ကြပါဦးဒီလိုမျိုး One Piece အကြောင်းတွေပြောရတာကြိုက်တယ်ဆိုရင် One Piece အကြောင်းတွေအတူတူပြောဖို့အတွက်ဘော်ဒါတယောက်လိုချင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးသွားခဲ့ကြဖို့လည်းမမေ့ကြပါနဲ့哦ရဲသားစုဟာနောက်ဗီဒီယိုတစ်ခုမှာပြန်တွေ့ပါမယ်